วัสดีค่ะမင်္ဂလာပါနိုင်ရှိသူမှာရင်ပြင်စင်မှုနဲ့ပတ်သက်လို့ဘာတစ်ခုမှခေါင်းကိုက်ဆရာမလို့နော်အစွမ်းကုန်ပါမလို့ဆိုတော့ကျွန်တော်တို့ရှိမှာဘာတွေရှိလဲဘာတွေပါလဲဆိုလို့ရှိရင် oil and lubrication C အရေးအဖက်ရှိသမျှအကုန်လဲဖို့အတွက်ကျွန်တော်တို့ဆောင်ပေးတယ် engine wine gear wine coolant brake အောက်ပိုင်းစစ်ပေးတယ်တော့ဘာလုပ်ပေးသေးလဲကျွန်တော်တို့ခက်ခဲတဲ့အင်ဂျင်တုံးပုံလေးမီးလုံးလေးလင်းလိုက်ကျွန်တော်တို့ရှိလာခဲ့ကျွန်တော်တို့ချက်မီးလင်းတယ်လို့ခေါ်တယ်စစ်ပေးတယ်လိုအပ်တာကိုပြင်ပေးတယ်ကျွန်တော်တို့လက်ရှိရေပြင်မှာရှိနေတဲ့ market အတိုင်းဒါဖြစ်တယ်ဒါလေးရမယ်ဘုံစုခေါ်လဲလိုက်တာကိုလုပ်ချင်မှလုပ်ပေးမယ်ဒါပေမဲ့ကျွန်တော်တို့ရေပြင်လိုအပ်ချက်နဲ့ကိုက်ညီအောင် user ရဲ့ budget amount အလိုက်ပြင်လို့ရတဲ့လောက်ပြင်ကြည့်ပေးမယ်ပြင်လို့မရဘူးဆိုမှလဲဖို့ recommend ပေးမယ်အဲ့တော့ပြင်လို့ရတဲ့အစိတ်တိုင်းကဆိုကြပါစို့ဘက်900 800ဖြစ်နေခဲ့တယ်ဆိုရင်ဘက်တစ်ထောင်သုံးလို့အစ်စ်လဲလို့ရမယ်ကျွန်တော်တို့ဘက်တစ်ထောင်လောက်သုံးပြတော့အစ်စ်လဲဖို့ recommend ပေးတယ်တေချာတာကတော့ကျွန်တော်တို့ not over market price ထက်ပိုပြီးမယူ market ဈေးနှုန်းတိုင်းယူတယ်ဝန်ဆောင်မှုကိုကျွန်တော်တို့ရှိဒီချိန်လောက်လာလဲပြီးတော့စစ်ဆေးဖို့တိုက်တွန်းကြပါတယ်